လိုက်တာဗျာဘိုးတစ်မျိုးလုံးဒီဘက်ကတော့ဇီးကွက်ပါပဲဗျာအားပေးတဲ့ကကျော်ကြီးဗျာဒါလေးပြီးကဲဝဲရစပါတော့မယ်ဗျဟိုဘက်ကလည်းချစ်တော်ဒီဘက်ကလည်းချစ်တော်ကစားသမားနှစ်ဖက်ကစားသမားတွေပါဗျစပါဗျကျော်ကြီးစပေးပါဗျလက်ပါဗျအခုကတော့အထစ်တရဲ့တမတ်စတင်ဟုတ်တရဲ့စပစ်ပိုက်တိုးပါတယ်လက်ဝမ်းပါဗျဟုတ်ဒီဆိုရင်တော့ကျော်ကြီးတေးသွားတဲ့အတွက်ဝမ်းအော်ပါဗျဟိုရဒိုးပေးတတ်ပဲအောင်ပါပဲကျော်ကြီးဗျာကျော်ကြီးဗျာကျော်ကြီးဗျာဒီဆိုရင်တော့ကျော်မျိုးအောင်သွားပြီဗျဝမ်းပါဗျကျော်မျိုးအောင်2မှတ်အတစ်တည်းတက်မှတ်ပါဗျဟိုးကျော်ကြီးစပစ်ပိုက်တိုးပါတယ်ဗျအဲစပစ်ပါ1 2ပါဗျအတစ်တည်းတက်မှတ်ကျော်ကြီးစီကွက်2မှတ်ပါဗျဆိုရင်တော့2-3ပါဗျဒီကတော့သူ့ရဲ့ဂျန်အားနဲ့ပဲချင်းလုံးကိုပိုင်နိုင်သွားဆော့နေဗျ3 all ပါဗျကျော်ကြီးစပစ်ပိုက်တိုးပါတယ်ဗျဒီကွက်ကတော့သူ့ရဲ့ငကိုဂျန်အတိုင်းတော့ကျွန်တော်လက်ရှိတွေ့နေရတယ်ဗျ။ပုံကတော့ကြောက်စရာကြီးပါဗျ။စပ်
ကျော်မျိုးအောင်ဇီကွက်စားပစ်ပါ3 all ပါဗျဟိုးဆိုရင်တော့မားမခံမနဲ့ဘက်ကတော့ကြိုးစားနေရဗျ9.2k တောင်တက်လာပြီဗျတရုတ်သင်္ကန်းနေပါဘာဆောင်းနေရဟိုးဒီကွာဟိုးဒီဆိုရင်တော့တဲပုတ်တာပိုက်တိုးပါလေဗျပတ်လိုက်တာ3 all ပါဗျ3 all ပါဗျโอ้တော့ဗျာဒါသမားချင်းချင်းချင်းခင်ခင်တယောက်ထိခိုက်ပြီးလဲစိတ်မဆိုးဘဲနဲ့အဲ့လိုနှုတ်ဆက်တဲ့ပြုမှုလေးကလည်းချစ်စရာတစ်ခုပါဗျာကျော်မျိုးအောင်စားပေးနှစ်ယောက်ကြားတဲ့ကိုတစ်လုံးပေါက်သွားပြန်ဗျာ4-3ပါဗျာကျော်မျိုးအောင်တို့ဇီကွက်4မှတ်အထစ်တဲ့3မှတ်ပါဗျာโอ้ကျော်ကြီးโอ้ကျော်ကြီးโอ้ကျော်ကြီးဗျာ3-4ပါဗျတဲစားပဲပါ4-3ပါဗျโอ้โอ้โอ้မြင့်ထောင်ဘောတွေနဲ့ကျော်မျိုးအောင်ထောင်ပေးတဲ့ဘောဇီကွက်ကတော့မြင့်ရနေကိုတတ်နေရပဲဗျတက်ချင်းတွေကို4-3ပါဗျ3-4ပါဗျစားပစ်ချိန်မှာအထက်တည်းစားပစ်ပါဗျကဲကျွန်တော်ပြောသလိုပဲတန်းကီတော့ရောက်သွားပြီဗျာအားပေးတဲ့လူတွေကိုလည်းကျေးဇူးတင်တယ်ဗျာစီကွာတော့ရိုက်လိုက်ရင်ဇောက်ထိုးကြီးတွေရိုက်တာများတယ်ဗျာ4-3ပါဗျနေပူဟိုးနေပူဟိုးနေပူဟိုးတို့ရလဲသူ့ရဲ့10ချင်း10တောက်တွေနဲ့ပဲတဲပုတ်တာတွေကိုလိုက်ဆယ်နေရဗျ3-4ပါဗျတဲစားပဲပါ
ခုဆိုရင်တော့4 all ပါဗျတရေစားပစ်တစ်လုံးနှစ်ယောက်ကြားတွေကိုတစ်လုံးပေါက်သွားပြီဗျ4 all ပါဗျဒါထောက်ရှင်တော့ကားပေါ်တက်မှရပါမယ်တဲ့ကိုထူးက4 all ပါဗျ4 all ပါဗျဒီနေ့တော့နည်းနည်းတိုက်တယ်ဗျဘူးဆိုရင်တော့ဒီကွက်ကတ်တယ်လက်ကတ်တယ်ဆိုပြီးတော့ကိုထူးတိုင်ကဖမ်းလိုက်တဲ့အတွက်5-4ဖြစ်သွားပါဗျ5-4ပါဗျကြီးတယ်ဗျာကိုရရှိမဲ့တမက်ကိုတစ်ခါလဲကြော်လာတော့တန်းပုတ်တာဗျဒီဆိုရင်တော့ပိုက်တိုးသွားတဲ့အတွက်4-5ပါဗျစားပစ်ချိန်မှာတဲတာဒီလုံးကမလုံးဆိုရင်တော့တမက်ထက်တက်အောင်ပါဗျ5-4ပါဗျ4-5ပါဗျကျော်မျိုးအောင်ဇီကွက်၄မှတ်အထစ်တည်း5မှတ်ပါဗျကျော်မျိုးအောင်စားပေးပါမိပြီဗျာကျော်ကြီးဒီဆိုရင်တော့အထက်ကတ်တယ်ဆိုပြီးတော့ဒိုင်ယန်ကိုထူးကဖမ်းလိုက်ပြီဗျာမှန်ပါတယ်ဗျာအဲ့လုံးကလည်းကတ်ပါတယ်ဒီကြမြန်ဆန်လုံးနဲ့ကိုထူး5 all ပါဗျာစားပစ်ဝေးပါတယ်မှတ်တူ5 all ပါပဲဗျဝီဂျီဖက်လာတယ်ကျွန်တော်အပက်ဝင်လာဟုတ်တယ်မအဲ့ဒါတက်တက်ဖြစ်တာโอเคပါနောက်ဆိုကျေးဇူးပါဒီလိုတော့ဒီမှာနဲ့အမလေးကျွန်တော်ပြောင်းကျင်းလို့အမလေးကြလာကိုတက်တက်ရဒီတော့တက်နေလားအော် sorry ပါကိုဒါပြီနော်ဟုတ်ကဲ့စင်ပြေပါတယ်ဗျဒီဘက်ပေးသက်တွေကလည်းဒီလူငါရှိပါတယ်အားလုံးစင်ပြေပါတယ်ဗျမြန်ပါတယ်ဗျအထီရဲ့ break တင်တဲ့လုံးလေးနဲ့တရေတွဲလုံးပေါ့ဗျာဆိုရင်တော့ကျော်ကြီးစီကွက်2ယောက်ကြားတဲ့ကိုအထစ်တရေစားပစ်ကတော့တမတ်ထက်ရပါပြီဗျ6-5ဖြစ်သွားပါပြီ6-5ဖြစ်သွားပါပြီဗျအထစ်တရေ6မှတ်ကျော်ကြီးစီကွက်5မှတ်ပါဗျဟိုကျော်ကြီးဗျကောင်းလိုက်တဲ့ချီဝင်လို့ဝင်လို့
fight စစ်ပါဗျဒီကွက်ပေါ်မှာပဲတရေစာပစ်တလုံးထပ်ပေါက်သွားပြန်ဗျ7-5ပါဗျ2မိုးပါအထစ်တရေ9မှတ်အထစ်တရေ9မှတ်ကျော်ကြီးစီကွက်5မှတ်ပါဗျတိုင်းမောပါဘောကြိုင်ပလင်ဆောင်းတော့မယ်10.8k ကြည့်ရှုတဲ့ပိုက်ကျော်ရင်ဝါသားညီကိုအားလုံးကျေးဇူးပါဗျပြန်စပါဗျ7-5ပါဗျအိုးဆိုရင်တော့8-5ပါဗျ8-5ပါဗျဒီဘက်ကွင်းချိန်ပါပြီဒီဘက်ကျော်မျိုးအောင်ဇီးကွက်5မှတ်အထစ်တရေ10မှတ်ပါဗျပွဲတွေကတော့နိုင်မကန်ရှုံးမပေးပါဗျကျော်ကြီးတို့ကလည်းဒီဆိုရင်တော့သူတို့နှိမ့်ထားတဲ့အမှတ်ကိုပြန်လိုက်ဖို့ကြိုးစားနေဗျ8-5ပါဗျအထစ်တရေ10မှတ်ကျော်မျိုးဇီကွက်5မှတ်ပါဗျဝေးပါတယ်ဗျတရေစာပစ်ကျော်ကြီးညာလိုင်းစီးကက်လေးမှာဝေးသွားတယ်ဗျ5-8ပါဗျကျော်ကြီးစားပဲပါအိုးမိတဲ့ချင်းလုံးတိုင်းကပေးသက်တဲ့ကိုရောက်သွားတဲ့အတွက်နောက်တစ်လုံးလိုက်လို့မရတဲ့ကြုံမျိုးအောင်ဒါလည်းဆိုရင်ကျွန်တော်တွေ့တာ2လုံးရှိပြီဗျ10ချင်းနေလင်းပြန်လုံးပါလေဆိုရင်တော့9-5ပါဗျ9-5ပါဗျโอ้5-9ပါဗျ5-9ပါဗျကျော်မျိုးအောင်စားပေးပါ5-9ပါဗျကျော်ကြီးစားပေးပါကဲအခုဆိုရင်တော့အထစ်ထောင်တဲ့အလုံးကနှိမ့်သွားတဲ့အတွက်အခုဆိုရင်တော့ကျော်ကြီးစားပစ်ပေါက်သွားတဲ့အတွက်ကိုတမတ်တက်သွားပြီဗျ6-8ပါဗျကျော်ကြီးစားပစ်ပါပဲဟိုးကျော်ကြီးစားပစ်ပိုက်တိုးပါတယ်ဗျ9-6ပါဗျနှစ်ယောက်ကြားတဲ့တွေပဲတောက်လျှောက်ပေါက်နေဗျအခုဆိုရင်တော့လက်စစ်ပါဗျလက်စစ်ပါဗျ
လက်ပါဗျခုဆိုရင်တော့ကျော်မျိုးအောင်တို့6မှတ်အထစ်တို့ကတော့10မှတ်ပါဗျခုဆိုရင်တော့တရေရှိကိုတလုံးကျော်မျိုးအောင်ချုပ်ပေါက်သွားပြန်ပြီဗျချုပ်ချင်းချုပ်ပါကောင်းလိုက်တယ်ဖြုတ်7လက်ဖြစ်သွားပါပြီဗျလက်7ပါဗျနှစ်ယောက်ကြီးဆိုတော့ဈေးကွက်လည်းထိုင်နိုင်ရတာမလွယ်ဘူးဗျဘာကြောင့်လဲဆိုတော့အထက်ရဲ့အတူလေးတွေကတရေအတွက်လုံးဝကက်လွတ်စေတယ်ဗျနှစ်ယောက်ကြားတယ်ပဲဗျတရေကတော့7လက်ပါဗျโอ้ဝေးပါတယ်ဗျာတကယ်တိကျတဲ့ချင်းပါဗျချင်းတစ်လုံးစာပါပဲဗျာအထစ်ညာလိုက်လက်7ပါဗျပေးတတ်ကြတဲ့ဒီအထစ်ကတော့တရေဆဲတဲ့ချင်းကိုလိုက်ပေးတယ်ဗျဒါပေမဲ့ချင်းကနောက်ထွက်သွားပါတယ်7လက်ပါဗျဂျိုးကြီးစပစ်ပါဒီဆိုရင်တော့ဈေးကွက်တစ်လုံးထပ်ပြီးွားပြန်ဗျာ8လက်ဖြစ်သွားပါဗျဈေးကွက်ကလည်းသူကတ်တာနဲ့ကိုအပိုင်ကိုစောင့်နေရဗျာဒါပေမဲ့ချင်းကတော့တော်တော်ကွက်ကွက်ကိုတတ်နိုင်ထားတာဗျကျော်ကြီးဈေးကွက်ဗျာကောင်းလိုက်တဲ့အလုံးခုဆိုရင်တော့9လက်ဖြစ်သွားပါပြီဗျ9လက်ဖြစ်သွားပါပြီဗျမထင်မှတ်တဲ့အမှတ်4မှတ်ကွာနေရကနေအခုဆိုရင်တော့တစ်မှတ်ပဲတာပါတော့ဗျအထစ်သေးရတော့တိုင်းမောပါဗျကဲပွဲကတော့တကယ်ကြည့်ကောင်းလာပြီဗျာဘာကြောင့်လဲဆိုတော့မတ်ကွာနေတာထက်အခုဆိုရင်တော့တမတ်မိုးပဲရှိပါတော့တယ်ဗျငါနောက်နည်းနည်းတိုက်ပါလို့ဘာရည်ကြီးကြောက်ဟုတ်ကဲ့ကိုကဲပြန်စပါဗျဟုတ်ကဲ့အဲ့ကျွန်တော်တက်နေလိုက်မယ်နော်โอเคဒီကွက်ဗျာကောင်းလိုက်တာဗျာတရေမပုတ်ဘဲနဲ့အလုပ်ကိုပတ်လိုက်တာဗျာဘိုးတစ်မျိုးလုံးဒီဘက်ကတော့ဈေးကွက်ပါပဲဗျာအဖေးတဲ့ကတော့ကြောက်စရာပါဗျာလက်ဩပါဗျာဝေးပါတယ်ဗျာလက်ဩပါဝေးပါတယ်ဗျာတဲရတော့နည်းနည်းနိုင်မှုအရေးကိုလောနေရဗျာက
ကတော့ဇီကွက်ကတော့ဝေးရလုံးစကောကန်လိုက်တာဗျကတော့အပိချက်ကတော့တကယ်အားရစရာပါဗျလက်ဩပါဗျလက်ဩပါပဲဗျဆိုရင်တော့တရေစားပစ်တစ်လုံးပေါက်သွားပြန်ပြီဗျ1လက်ပါဗျ1လက်ပါဗျအထက်တရေ17မှတ်ကျော်မျိုးအောင်ဇီကွက်10မှတ်ပါဗျလက်1ပါဗျအခုတောက်ကိုကြည့်လို့မလားတောက်ကစပလေးဆိုတော့လောက်ကြည့်ရလူမတောက်ဖဲနဲ့မူးသွားမယ်တိုင်းမောပါလေဗျပွဲရတော့တကယ်ရိုင်းဆိုင်လုံးနဲ့ပွဲပါဗျအားပေးတဲ့ပေးတဲ့တွေကလည်းစီကန်းရှိသလိုကစားသမားတစ်ဖက်ကစားသမားလည်းတယောက်စိတ်မဆိုးပဲနဲ့ချစ်ချစ်ခင်ကြိုင်ဘက်အသင်းလိုပဲစော့ကစားနေကြပါဗျတယောက်လည်းလေးစားမှုရှိကြတာတွေ့ရပါတယ်ဗျတယောက်လာတောင်းမှန်တာပါသူပြောတာဆိုတာစတာတွေကိုစိတ်မဆိုးဖို့တရေကတော့ကျော်ကြီးစကွက်ကိုလာပြောတာပါဗျဒါချစ်စရာအကိုကောင်းစီဒါချစ်စရာကလေးတစ်ခုပါဗျပြန်စပါဗျ1လက်ပါဗျအဲ့နှစ်ယောက်ကြားပဲပေါက်တယ်ဗျာ2လက်ပါဗျကျော်ကြီးညာချင်းထိုးမယ်အောင်မလို့ညာချင်းဘက်ခွဲထွက်သွားတာဒီနှစ်ယောက်ကြားကိုပဲပေါက်တယ်ဗျ2လက်ပါဗျဟိုးကျော်ကြီးရဲ့ညာလိုင်းကိုတစ်လုံးပေါက်သွားပြန်ပြီဗျဟုတ်လက်ပါဗျဟုတ်လက်ပါဗျဟုတ်လက်ပါဗျနှစ်ယောက်ကြားပဲဗျာမိသွားပြီဗျာအထစ်မိသွားပြီဗျာအထစ်ခုဆိုရင်တော့အထစ်ခေါင်းနဲ့ပဲဒီကွက်ပုတ်တာကိုဆယ်သွားတဲ့အတွက်ပြန်တင်လိုက်တာတရေတက်လိုက်တာအခုဆိုရင်တော့အထစ်တရေ point ကျော်ကြီးဇီးကွက်လက်ပါဗျာကဲခုဆိုရင်တော့တရေစားပေးပဲပေါက်မလားကျော်ကြီးဇီးကွက်ကပဲ point ဝထိလိုက်မလားဆိုတာကြည့်အောင်ဗျမိသွားပြန်ဗျာအထစ်ကောင်းတယ်ဗျာတရေအထစ်မိထားတဲ့လုံးဇီးကွက်တက်နိုင်တာမိသွားတယ်ဗျာအဲ့ဒီလုံးသာအထစ်သူတက်လိုက်မယ်ဆိုရင်တော့ပွဲကပြီးကောင်းပြီးသွားနိုင်တယ်ဗျာအခုဆိုရင်တော့ကျော်ကြီးစားပစ်ပါလက်ပွိုင်ပါဗျာလို့ပါတဲ့တိုင်းကိုထူကတော့ကတ်တယ်ဆိုပြီးတော့လို့ပါတယ်ဗျာပွိုင်းလက်ပါဗျတဲစပစ်ပါကဲ
ကျွန်တော်ပြောတဲ့အချိန်မှာပဲဈီးကွက်ကိုတရေစားပစ်နောက်တစ်လုံးပေါက်သွားတဲ့အတွက်အခုဆိုရင်တော့ပွဲကောင်းတစ်ပွဲပြီးဆုံးသွားပြီဗျ။ကဲနောက်တစ်ပွဲကိုလည်းကျွန်တော်ဒီနေ့လိုင်းလွှင့်လာတော့ပျော်ဆုံးနေ့တစ်နေ့ကိုပြောရအောင်တီချူကူလည်းများတယ်။ပတ်ကျော်ရင်ဝါသနာရှင်ညီကိုတွေလည်းဒီ line ကိုစစ်ပိုင်းမှာဝင်ချိတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျ။12.6K ပါဒီနေ့